ရှေးဟောင်းနတ်ဖျားသားတလက်ဟာလူလောကတဲ့ကိုမြေသက်ဆင်းလာခဲ့ပါတယ်။အကန့်အသတ်မရှိတဲ့တန်ခိုးအာဏာတွေကိုပိုင်ဆိုင်နိုင်ဖို့လူအများပြားကထိုသားကိုနှုတ်ယူခြင်းခဲ့ကြပါတယ်။ဒါပေမဲ့ဒါနာကိုချင်းကပ်ဖို့စူးစမ်းသူတိုင်းဟာချက်ချင်းဆိုသလိုလွန့်ထွက်သွားခဲ့ကြရပါတယ်။ဒီအခြေအနေကိုမြင်တဲ့အခါဘယင်ကြီးကခမ်းနားတဲ့တန်ခွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။နတ်ဖျားသားကိုနှုတ်ယူနိုင်သူဟာရွှေတင်ကအပြည့်ပါတယ်။တစ်တာ9000ကိုရရှိရုံတင်မကပဲချုံမောလာပါတဲ့မင်းသမီးလေးနဲ့ပါလက်ထပ်ခွင့်ရမှာဖြစ်ပါတယ်။လူပေါင်းများဒါဆိုဟာကန်ဆန်းဖို့စိတ်အားထက်သန်ခဲ့ကြပေမဲ့ဘသူမှဒါနာကိုတော့မကတ်နိုင်ခဲ့ကြပါဘူးထို့စင်မှာပဲမော်ဆွမ်းရှိတယ်လို့ဆိုကြတဲ့လူတစ်ယောက်ဟာယုံကြည်ချက်အပြည့်နဲ့ရှေ့ကိုတက်လာခဲ့ပါတယ်သူဟာရှိသမျှအစွမ်းကိုအသုံးပြုခဲ့ပေမဲ့မခိုင်လာတဲ့ခြေလမ်းနှစ်လမ်းသာလမ်းနိုင်ခဲ့ပါတယ်သူလဲကြတော့မဲ့အချိန်မှာပဲသူ့ရဲ့မော်ဆွမ်းတွေကိုမြင့်တင်ပေးမဲ့ဆေးရည်တစ်မျိုးကိုခိုးတောက်လိုက်ပါတယ်ဒီအစွမ်းတစ်နဲ့အတူသူဟာနောက်ထပ်3လမ်းထပ်လမ်းနိုင်ခဲ့ပါတယ်ဒါပေမဲ့နတ်ဖျားသားဟာလှည့်စားမှုနဲ့ကောက်ကျစ်မှုကိုရွှေရှာမုံတီးပုံရပါတယ်ဒါဟာနန္ဒကားတကောင်ကိုဖန်ဆင်းပြီးထိုးသူကိုပြစ်ဒဏ်အဖြစ်အဝေးကိုလွင့်စင်သွားအောင်မှုတ်ထုတ်လိုက်ပါတယ်ဒီကြောင့်မက်ဖွယ်မြင်ကွင်းကိုမြင်တဲ့အခါအားလုံးဟာရှေ့တိုးဖို့ကြောက်ရွံ့ကုန်ကြပါတယ်ဒါပေမဲ့မင်းသမီးလေးရဲ့အလှမှာနစ်မောနေတဲ့ချမ်းသာတဲ့နေစားလေးတူကတော့သူသားကိုနှုတ်နိုင်မယ်လို့အခိုင်အမာယုံကြည်နေပါတယ်ဒါပေမဲ့သူတတိယခြေလမ်းကိုလှမ်းလိုက်တဲ့အခါကြီးမားတဲ့ဖိအားတွေကြောင့်သူ့ကြောပေါ်မှာတောင်တလုံးရှိနေတယ်လို့ခန်းစားလိုက်ရပါတယ်သူရှုံးနေတော့မဲ့အချိန်မှာပဲသူ့ရဲ့အထိန်တော်ကသူ့ခန္ဓာကိုယ်ထဲကိုစွမ်းအင်တွေတိတ်တဆိတ်ထည့်သွင်းပေးလိုက်ပါတယ်နေစားလေးဟာနောက်ထပ်2လမ်းထပ်လမ်းနိုင်ခဲ့ပါတယ်သူဟာအောင်မြင်တော့မယ်လို့ထင်မှတ်နေပုံရပေမဲ့နတ်ဖျားသားဟာတုတ်ပြန်မှုအနေနဲ့ပုံမပြင်းထန်တဲ့ဖိအားလိုင်းတွေကိုထုတ်လွှတ်လိုက်ပါတယ်အထိန်တော်ဖြစ်သူကလူအားလုံးကိုနေစားလေးစီစွမ်းအင်တွေလွှဲပြောင်းပေးဖို့အမိန့်ပေးလိုက်တဲ့အခါနေစားလေးရဲ့ခန္ဓာကိုယ်ထဲမှာအင်အားတွေပြည့်ရှံလာပါတယ်သူနောက်ထပ်1လမ်းထပ်လမ်းနိုင်ခဲ့ပေမဲ့နတ်ဖျားသားဟာအဆုံးစွန်အထိအမျက်ထွက်သွားပါပြီဒါမှနတ်ဖျားစွမ်းရင်တွေပောက်ကွဲထွက်လာပြီးနေစားလေးကိုလွတ်ထွက်သွားအောင်လှုပ်လိုက်ပါတော့တဲ့ဘရင်ကြီးကတော့ဒီရလက်ကိုအလွန်ကျေနပ်နေပါတယ်ရှေ့ခေတ်ကလေးကဓာတ်ရဲ့6ရန်ကွာဝေးတွင်းကိုဘယ်သူမှမရောက်ဖူးခဲ့လို့ပါပဲဘရင်ကြီးကမင်းသမီးကိုနေစားလေးနဲ့လက်ထပ်ပေးတော့မယ်လို့ကြေညာမဲ့အချိန်မှာပဲမင်းသမီးလေးကရှေ့ထွက်လာပြီးဒီအစီအစဉ်ကိုညှင်းဆန်လိုက်ပါတယ်ဒါရင်မကပဲသူမကိုယ်တိုင်နတ်ဖျားသားကိုနှုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမဟာလည်းဒုတိယခြေလမ်းကိုရောက်ပြီးတဲ့နောက်မှာတလန်းမှရှေ့မတိုးနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေဖုံးဆိုးတယောက်လိုဝစ်ဆင်ထားတဲ့လူတယောက်ထွက်လာပါတယ်သူကနတ်ဖျားသားကိုနှုတ်ရတာဟာရေတောက်ရတဲ့လောက်လွယ်ကူတယ်လို့ပြောလိုက်ပါတယ်နေစားလေးကသူ့ရဲ့မောက်မာမှုကိုလှောင်ပြောင်ခဲ့ပေမဲ့ထိုလူဟာဂယုမဆိုင်ခဲ့ပါဘူးသူဟာတည်ငြိမ်အေးဆေးတဲ့ခြေလမ်းတွေနဲ့ရှေ့ကိုလှမ်းတက်သွားပါတယ်သူနတ်ဖျားသားနာကိုတလန်းချင်းချင်းကပ်သွားပါတယ်သူသားကိုနှုတ်တော့မဲ့အချိန်မှာပဲနတ်နဂါကြီးဟာတဖန်ပြန်ပေါ်လာပါတယ်အားလုံးကထိုလူဟာပြင်းပြင်းထန်ထန်အပြစ်ပေးခံရတော့မယ်လို့ထင်ခဲ့ကြပေမဲ့နန္ဒကားကြီးဟာထိုလူကိုမြင်တဲ့အခါမှာကြောက်လန့်တကြားနဲ့ထွက်ပြေးပြောက်ကွယ်သွားပါတယ်နောက်ဆုံးမှာတော့သူဟာလူများရှိမှနတ်ဖျားသားကိုအသားအရာနှုတ်ယူနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူဟာကမ္ဘာပေါ်မှာအင်အားအကြီးဆုံးလူသားတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်